အခုကျွန်တော်ပြောရမယ်မိတကိတ်တွေကြိုက်တော့ရဲစခန်းမှာဟုတ်လား2024နိုဝင်ဘာ9ရက်နေ့ခေါ်တော့ကကျွန်တော်သေအောင်ရိုက်တယ်တညအလုံးခေါင်းဆွပြီးတော့သေအောင်ရိုက်တယ်နော်ကြိုက်တော့ရဲစခန်းမှာနားတွေကျိုးသွားတယ်နှာအုံတွေဖြစ်သွားတယ်အခုမှကျွန်တော်ပြောတာနော်အဘကျွန်တော်ဟိုဗျာဒီမှာကြိုက်တော့မြို့နယ်ရဲတပ်ဖွဲ့မှုကဟုတ်လားလာပြီးတော့ဟုတ်လားရှင်းပါဆိုကျွန်တော်လေကားတိုင်းမှာအခုရဲမြို့နယ်ရဲတပ်ဖွဲ့မှုရောစခန်းမှုရောရှိနေတယ်ဗျနော်အဲ့ဒါကျွန်တော်ကပြောပြတယ်အရင်တစ်ခါတော့လည်းကျွန်တော်မဟုတ်ပဲနဲ့ဟုတ်လားကျွန်တော်လုတ်ပြီးပြီနော်အဲ့ဒီတုန်းကလည်းခင်ဗျအဲ့ဒီအကောက်တုကဟုတ်လားကျွန်တော်ရဲစခန်းမှာအချုပ်ခံရစဉ်တုန်းကလည်းအကောက်တုကဆက်ရင်းနေတယ်ကျွန်တော်အင်းစိတ်ထောင်မှာအချုပ်ခံရတုန်းကလည်းအကောက်တုကဆက်ရင်းနေတယ်ဒါအကောက်တုမှတိတိကြီးလေအဲ့ဒါမြို့နယ်မှုလို့ဖော်ထုတ်ပေါ့နော်အဲ့ဒီအကောက်တုမှာစစ်လိုက်ရင်ကျွန်တော်ရဲစခန်းမှာချုပ်ခံရချိန်အင်းစိတ်ထောင်မှာအချုပ်ခံရတဲ့ချိန်ထောင်ကျတဲ့ချိန်မှာအဲ့ဒီအကောက်တုကဆက်ရင်းနေတယ်မြို့နယ်မှုကျွန်တော်အခုရှင်းပြနေတယ်မြို့နယ်မှုကိုနော်အဲ့ဒါလည်းကျွန်တော်ထောင်ချလိုက်တယ်အကောက်တုမှတိတိကြီးဒီတစ်ခါလဲခင်ဗျားတို့လက်ထဲကိုကျွန်တော်ဖမ်းခိုင်းကျွန်တော်ထောင်ချအောင်ပါပဲเนาะအဲ့တော့ကျွန်တော်ကိုအရှင်တော့မရဘူးကျွန်တော်အလောင်းမရမယ်လို့လည်းဘူးเนาะအလောင်းမရမယ်ခင်ဗျားတို့ကိုကျွန်တော်မယုံတော့ဘူးတခါကျွန်တော်မဟုတ်ဘဲနဲ့လုံပြီးပြီကျွန်တော်အချောက်ထဲမှာရှိနေစင်တော့ဒီအကောက်တုကဆက်ရင်းနေတဲ့ဟာကျွန်တော်ဖြစ်မလားအဲ့ဒါအကုန်လုံးသိတယ်ဆက်ရင်းနေတယ်ဆိုတာလည်းအဲ့ဒီရဲတွေတရားသူကြီးအကုန်သိတယ်သိရတဲ့ကျွန်တော်ထောင်ချလိုက်တယ်အခုလည်းမြို့နယ်မှုတို့စခန်းမှုတို့ခေါ်သွားပြီးတော့ဒီတိုင်ချက်နဲ့အကောက်တုကဟာနဲ့ကျွန်တော်ထောင်ချအောင်ပါပဲဒီတခါဆိုထောင်နဲ့20လောက်ချတဲ့124ကြီးเนาะနိုင်ငံတော်သမ္မတကိုရေးထားတာเนาะအဲ့တော့ကျွန်တော်ထောင်ထဲမှာတော့အသေးမခံနိုင်တော့ဘူးကျွန်တော်ပဲအသေးခံမယ်မြို့နယ်မှုเนาะအလောင်းမရမယ်နော်ခင်ဗျားတို့တိုင်းပြည်ခင်ဗျားတို့မတရားဘူးဗျာမတရားတာတစ်ခါခံရပြီခင်ဗျားတို့ကျွန်တော်ဘယ်လိုလုပ်ယုံမလဲမြို့နယ်မှုခင်ဗျားတို့ပြောရအလောင်းမရမယ်ကျွန်တော်ကခင်ဗျားစိတ်မာတာကိုရှုံးပေးသွားတာမဟုတ်ဘူးဒါပေမဲ့မဟုတ်မတရားတာယူအသက်နဲ့အသေးခံပြီးတော့အမှန်တရားကိုအသေးခံပြီးပြသွားမယ်မြို့နယ်မှုမှတ်ထားမြို့နယ်မှုကျွန်တော်နားမှာရှိနေတယ်သူတို့ပုံတွေကျွန်တော်မထည့်ချင်လို့ခင်ဗျားတို့တိုင်းပြည်ဗျာမဟုတ်မတရားလားတခါပဲလို့ပေါ့ပြောပြီးပြီနောက်တစ်ခါထပ်ပြီးလက်ဖမ်းပြန်လေဒီအကောက်တုနဲ့ငြိမ်းချမ်းစွာတူနေရမယ်မြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းပါစေဗျာကျွန်တော်တည်တော်တဲ့ငြိမ်းချမ်းရေးကိုဆက်လုပ်ကြပါငြိမ်းချမ်းစွာတူနေရပါကျွန်တော်ငါမင်းဆွေပါမပြောရအခုအတဲတွေမှာကျွန်တော်တကားကိုဖွင့်နေရပြီဗျနော်ခင်ဗျားတို့ကျွန်တော်အဲ့တကားကိုဖွင့်နေရတယ်အတဲနော်ကျွန်တော်ပြောပြီးပြီဒါကျွန်တော်မဟုတ်ဘူးဒီအကောက်တုကခင်ဗျားဟိုလာပြပြီးရေးတာနော်အခုကျွန်တော်ကြိုက်တော့အဲ့တကားကိုဖွင့်နေရတယ်ဗျာနော်ဟုတ်ပြီအေးနော်ကြိုက်တော့အဲ့တကားကိုဖွင့်နေရတယ်ခင်ဗျားတို့စခန်းရောက်ပြီးနော်ခင်ဗျားတို့ကျွန်တော်ဘာဟိုလာပြုတ်တော့အေးခင်ဗျားတို့တခါလဲကျွန်တော်မဟုတ်မတရားလို့နော်အေးကျွန်တော်မဟုတ်တာကျွန်တော်ဘေးမှာအဲ့ဒီအကောက်တုကကျွန်တော်ကြိုက်ထုတ်မှာကျွန်တော်အင်းဆိုင်မှာကျွန်တော်6တက်ရှိတဲ့ဒီအကောက်တုကဆက်ရင်းနေတယ်ကျွန်တော်ဘေးရပဲလိုက်ခဲ့ကျွန်တော်တောင်းယူတယ်ဟိုပါလေဗျာအခုကျွန်တော်အဲ့ဒီတကားကိုဖွင့်နေရတယ်အတင်းအဓမ္မအတင်းအဓမ္မဖွင့်အဲ့လိုလုပ်လို့ရလားနော်ခင်ဗျားတို့တရားရုံးကမပါဘဲနဲ့ခင်ဗျားတို့အဲ့လိုဒုတိယအိမ်တကားကိုဖွင့်လို့ရလားကျွန်တော်မလိုက်ရဲတာမဟုတ်တခါလိုက်လို့မဟုတ်တာခံရပြီးပြီခင်ဗျားတို့မဟုတ်တာထောင်ချပြီးပြီအေးအခုကျွန်တော်အိမ်တကားကိုရိုက်ဖွင့်နေရတယ်ဖြတ်ဒီမှာဗျာကျွန်တော်အိမ်ကိုဖွင့်နေတော့ဖွင့်ပြီးတော့ကျွန်တော်လည်းမဟုတ်ဘူးနော်အခုကျွန်တော်ပြောရမယ်မိတကိတ်တွေကြိုက်တော့ရဲစခန်းမှာဟုတ်လား2024နိုဝင်ဘာ9ရက်နေ့ခေါ်တော့ကကျွန်တော်သေအောင်ရိုက်တယ်တညအလုံးခေါင်းဆွပြီးတော့သေအောင်ရိုက်တယ်နော်ကြိုက်တော့ရဲစခန်းမှာနားတွေကျိုးသွားတယ်နှာအုံတွေဖြစ်သွားတယ်အခုမှကျွန်တော်ပြောတာနော်ခင်ဗျားတို့ရိုက်တာကိုကျွန်တော်ခင်ဗျားတို့အပြစ်ရမှာကြောက်လို့ကျွန်တော်မပြောတာနော်လူတယောက်ကိုအဲ့လိုရိုက်လို့ရလားဟမ်နော်ကြိုက်တော့ရဲစခန်းမှာအဲ့တော့ကျွန်တော်ရိုက်ခဲ့တယ်အခုလည်းခေါ်ပြီးကျွန်တော်ခင်ဗျားတို့အဲ့လိုရိုက်အောင်မယ်မဟုတ်ပဲနဲ့နောက်ပြီးကျွန်တော်လည်းဒါအကောက်တုကြီး
နော်အကောက်ထုတ်ကြီးနော်ခက်ကျွန်တော်ပြောပြီးဟိုတော့ခမများတော့အပြည့်ရမှာကြောက်လို့ကျွန်တော်ဟလာနိုင်ငံတော်ဟိုယာယီသမရဘိုးချုပ်မှုကြီးမရောက်လာစီလဲကျွန်တော်မတိုင်ဘူးနော်ခမများတော့ရိုက်တယ်ဆိုတော့ကျွန်တော်ဘယ်သူမှမပြောဘူးကျွန်တော်မိမတော့ကျွန်တော်မပြောပြခဲ့ဘူးအခုကျွန်တော်နာယုံမှာကြိုးရတယ်နော်လာခေါ်တဲ့တိုင်ကျဲစခန်းကသိတယ်နော်ကျွန်တော်ရိုက်ခံထားရတယ်ဆိုတာအဲ့ဒီတခါလဲမျက်စိတွေရောနားတွေရောနော်အပိုက်ခံထားရတာတညလုံးကြိုက်တော့ရဲစခန်းမှာကျွန်တော်ရိုက်တယ်နော်အေးကျွန်တော်မိသားစုတော့မပြောပြဘူးเนาะခင်ဗျားတို့ရဲစခန်းကအကုန်သိတယ်เนาะခင်ဗျားတို့ခေါင်းဆွတ်ပြီးကျွန်တော်ရိုက်ထားတာเนาะညင်းဆဲလာတာဒါပေမဲ့ကျွန်တော်ကခင်ဗျားတို့ပျောက်မှကြောက်လို့ကျွန်တော်ဟာဗိုလ်ချုပ်မှုကြီးမရောက်လိုက်စီရောပြည်သေးဝင်ကြီးစီရောကျွန်တော်မတိုင်ဘူးအခုကျွန်တော်အဲ့ဟိုလာဖွေးပြီးတော့ကျွန်တော်ခင်ဗျားတို့မဟုတ်မှထောင်ချမယ်ကျွန်တော်လည်းရိုက်နဲ့ညင်းဆဲအောင်မယ်เนาะခင်ဗျားဘာပြောမလဲကျွန်တော်ခင်ဗျားတို့ရိုက်တယ်မရိုက်တော့ခင်ဗျားတို့ကြိုက်တော့ရက်စခန်း5 6ယောက်ဝိုင်းရိုက်တာနော်လူကခေါင်းစွပ်ပြီးရိုက်တာအဲ့နော်တခါတည်းလေခေါင်းစွပ်ဖွင့်ပေးတယ်နော်လူတယောက်တော့ကျွန်တော်မှတ်မိတယ်ခင်ဗျားတို့ဘာပြောမလဲကြိုက်တော့ရဲတယ်နော်ကျွန်တော်ဖော်ပြီးနော်ခင်ဗျားတို့ဒီလောက်တော့လုံနေတာဟိုတော့ကျွန်တော်ဖုံးထားတယ်နော်ကျွန်တော်ပြန်လွတ်လာတယ်ကျွန်တော်ဖုံးထားပေးတယ်အခုကျွန်တော်အဲ့ဟိုမှာဖြတ်ပြီးတော့တကားဖွင့်တယ်ဖွင့်ပြီးကျွန်တော်သိအောင်ရိုက်အောင်မယ်နော်ဒီမှာတန်ဖျားလွှမ်းနဲ့ပါဖြတ်နေတယ်ဗျာနော်အေးတန်ဖြတ်လွှမ်းနဲ့ဖြတ်နေတယ်ဟောမှာဖြတ်တဲ့လူရတယ်နော်အေးရိုက်လို့နော်ခင်ဗျားတို့ကကျွန်တော်ခေါ်သွားပြီးတော့အသေးရိုက်ခဲ့တာလေမသေးလို့ကံကောက်ကျွန်တော်နားလေးပါကန်းကုန်တယ်နားနေအောင်ကြိုးထားတယ်နော်ခေါင်းကိုချတာအသေးချတာနော်စကားမှုကြီးနော်အဲ့ဒါမဟုတ်ပဲကျွန်တော်မပြောမဟုတ်ပဲပြောကျွန်တော်ထပ်ဆွဲလိုက်နော်ဒီမှာဓမ္မရိုက်ချင်းအယိုးကျိုးတာရှိနေသေးရဲ့နော်အေးဖွေ့နော်တန်ပြလွှမ်းနဲ့တိုက်ပြီးဖွေ့နေတယ်ဒါလိုဖွေ့လို့ရလားဗျာတရားရုံးကဟာမပါပဲနဲ့နော်အဲ့လိုဖောက်ထွင်းပြီးတော့ဖွေ့လို့ရလားကျွန်တော်လည်းမသိဘူးဗျနော်ကျွန်တော်ကခင်ဗျအကြမ်းဖက်သမားလည်းမဟုတ်ဘူးနော်နိုင်ငံတော်ငြိမ်းချမ်းအောင်လုပ်နေတယ်အကြမ်းဖက်သမားလူသတ်သမားမဒိန်းသမားလည်းမဟုတ်ဘူးနော်နောက်ပြီးလာလောက်တော့အကောက်တူကြီးနဲ့နော်ဟောကြောက်ဆက်နဲ့တိုက်အောင်မယ်ဟုတ်လားမဝင်ဘူးအေးကြောက်ဆက်တော့ပါတိုက်အောင်မယ်နော်ခင်ဗျားတို့ဒီဗျာဒီလောက်တော့မှဟုတ်လားနော်ကျွန်တော်လည်းမဟုတ်ပဲနဲ့ကျွန်တော်တခါနှိပ်စက်တယ်ထောင်ချတယ်နော်ဟော